မိသားစုဆိုတာကျွန်တော်တို့ရွေးချယ်ခွင့်မရှိပဲရလာတဲ့လက်ဆောင်တစ်ခုလို့ပြောကြတယ်။ဒါပေမဲ့ဗျာအဲ့ဒီလက်ဆောင်ကတနေ့မှအပီးတိုင်ပျောက်ကွယ်သွားတော့မယ်ဆိုရင်ရောခမရတို့ဘလို့ခံစားရမလဲ။တည်ခြင်းတရားဆိုတာရှောင်လွဲလို့မရမှန်သိပေမဲ့တကယ်တမ်းကိုယ့်ရှိကိုရောက်လာတဲ့အခါမှာတော့ကျွန်တော်တို့အားလုံးဟာကလေးလေးလိုပဲအားကိုးရမယ်သွားကြတာပါပဲ။မနှက်ဖြန်မှာပြန်ခေါ်လိုက်မယ်ဆိုတဲ့စကားကကျွန်တော်တို့လူငယ်တွေမိဘတွေစီကဖုံးလာရင်အပြောအများဆုံးစကားတခုံဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ဗျာအဲ့ဒီမနှက်ဖြန်ဆိုတာတကယ်ရောရှိပါမလား။တခါတလေကြာရင်ကံတရားကကျွန်တော်တို့ကိုနှုတ်ဆက်ချိန်တောင်မပေးဘဲချစ်ရတဲ့သူတွေကိုရုတ်တရက်ဆွဲထုတ်သွားတတ်ကြတယ်။နောက်ဆုံးတော့ကြံရစ်ခဲ့တဲ့သူတွေမှာနောင်တတွေမျက်ရည်တွေနဲ့အတူနှုတ်ဆက်ခွင့်မရလိုက်တဲ့နာကျင်မှုပဲကြံခဲ့တော့တာပေါ့။ရိုးရဒလိတွေနဲ့ခစ်တဲ့အသွေးခေါ်တွေကြားမှာရိုက်ခတ်နေလေမိသားစုတစ်ခုရဲ့အသည်းနှင့်ဖွေရခွဲခွာခြင်းခရီးလမ်းကိုဒီကနေ့ကျွန်တော်တို့အတူတူဖြတ်တန်းကြည့်ရအောင်အားလုံးပဲမင်္ဂလာပါတတ်ခတ်ကနေကြိုဆိုလိုက်ပါဒီနေ့ပြောပြမယ့်ဇာတ်လမ်းလေးကတော့မိသားစုတန်ရိုးစင်နဲ့ခွဲခွာခြင်းဝေဒနာတွေကိုအမှုပညာဆန်စာပုံဖော်ထားတဲ့ Goodbye ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီကားကကြည့်ပြီးရင်မိဘတွေကိုဖုံးချက်ခြင်းကောက်ဆက်ခြင်းစိတ်ပေါက်သွားစေမဲ့ဇာတ်ကားမျိုးလေးပဲဖြစ်ပါတယ်ဇလန်းဆမှာတာရာဆိုတဲ့ကောင်မလေးကိုတွေ့ရပါမယ်။သူမကအရှိနေတယောက်ပါ။ဒီနေ့ကသူမရဲ့ပထမဆုံးအမှုကိုအနိုင်ရရှိခဲ့တဲ့နေ့ဖြစ်လို့ကလပ်တစ်ခုမှာတငယ်ချင်းတွေနဲ့အတူတောက်စားကခုံပြီးအောင်ပွဲခံနေတာပါ။မင်းတစ်ယောက်လိုအမှုပြေတဲ့အချိန်မှာလူငယ်တစ်ယောက်ကသူမရဲ့ဖုန်းကိုလာပေးပါတယ်။ညကဖုန်းအားသွင်းညမေ့ကြံခဲ့လို့လာပေးတာပါ။အဲ့ဒီအချိန်မှာပဲအဖေထစ်သူစီကဖုန်းပြန်ဝဲလာပါတယ်။အဖေကဒေါသတကြီးနဲ့တညာလုံးဖုံးခေါ်တာဘာလို့မကြိုက်တာလဲလို့စူပါတော့တယ်။တာရာကလည်းသူမအဖေနဲ့တိတ်မတိတ်ပါဘူး။အမြဲတမ်းချုပ်ချယ်တယ်လို့ပဲမြင်နေတာပါ။အဖေပြောတာကိုအဆုံးထိနားမထောင်ပဲဖုံးချလိုက်တဲ့အချိန်မှာပဲဖုံးလာပေးတဲ့ကောင်ကြီးကပြောပြလိုက်ပါတယ်။ညကဖုံးတယ်အဆက်မပြတ်လာလို့ကျွန်တော်ကင်လိုက်မိတယ်။မင်းရဲ့အမေဆုံးသွားပြီတဲ့။အဲ့ဒီစကားတခွန်းကတာရာတယောက်အိတ်ချင်မှုသူဖြစ်နေကနေရုတ်တရက်မွက်လုံးတွေပြူးသွားပြီးတုံလုသွားပါတယ်။သူမအဖေစီကိုပြန်ခေါ်တဲ့အခါမှာလဲအဖေကမင်းတို့ကတော့ပျော်နေကြတာပဲအမေဆုံးတာတော့မတိဘူးဆိုပြီးဝမ်းနဲ့ဒေါသတွေနဲ့ပြောပါတော့တယ်။တာရာဟာသူမရဲ့အောင်မြင်မှုကိုအမေထစ်သူကာယာထရီကိုပြောပြခြင်းခဲ့ပေမဲ့အခုတော့အခွင့်အရေးမရှိတော့ပါဘူး။မိသားစုမှာသားသမီး၄ယောက်ရှိပါတယ်။အကြီးဆုံးသားအန်ဂတ်ဒုတိယသားဂရန်သမီးတာရာနဲ့တန်တက်ခီးထွက်နေလို့တရေမရသေးတဲ့အငယ်ဆုံးသားနကူတို့ပဲဖြစ်ပါတယ်။အမေရှိစဉ်ကအရာရာကိုအစင်ပြေအောင်စီမံပေးခဲ့ပေမဲ့အခုတော့အဖေဖြစ်သူ Harish တယောက်တည်းအားကိုးရမယ်ပြီးကြံရစ်ခဲ့ရတယ်။တာရာအိမ်ပြန်ရောက်တဲ့အခါမှာတော့အမေယူလောင်းကိုထားရှိပုံနဲ့ပတ်သက်ပြီးသူမရဲ့ခိပညာတဲ့အတွေးခေါ်နဲ့အဖေဖြစ်သူရဲ့ရှေးရိုးဆွဲယုံထီချက်တွေကြားပဋိပက္ခတွေဖြစ်ပါတော့တယ်။တာရာကအလောင်းရဲ့နှာခေါင်းနဲ့ဂွမ်းထယ်တာခြေထောက်ကိုကျိုးနဲ့ချီတာတွေကိုဒါတွေကအတိတ်ပဲမရှိဘူး။အမေသားရှိရင်ဒါတွေကိုကြိုက်မှာမဟုတ်ဘူး။အမေဘာဖြစ်ချင်လဲဆိုတာဘယ်သူမှမစင်စားကြဘူးလားလို့မေးခွန်းထုတ်ပါတယ်။ပတ်ဝန်းကျင်ကလူအချို့ကလည်းတကယ်ဝမ်းနေတာထက်ဟန်ဆောင်ကိုပြနေကြတာကိုတာရာကမကြိုက်ဘူးဒါပေမဲ့အဖေဖြစ်သူကတော့တေပြီးသားလူဘာဖြစ်ချင်လဲသိချင်ရင်သူ့ကိုပဲထမေးလိုက်ဆိုပြီးစိတ်တိုးနဲ့ပြောလိုက်ပါတယ်မင်းကပါတီပွဲမှာအမှုလွန်နေတော့ငါကမင်းအမေဆုံးတဲ့အကြောင်းကိုသူစိမ့်တယောက်ကိုပြောပြခဲ့ရတာလို့ထပ်ပြန်ပြောလိုက်တဲ့အခါတာရာတယောက်စွန့်အောင်သွားခဲ့ရပါတယ်မိသားစုဝင်တွေစုံလာတဲ့အခါမှာလည်းအစင်မပြေမှုတွေကရှိနေတော့မှအမေရဲ့အယိုးပြကိုဂန်းဂန်းမြန်မာမျောဖို့ဟာရီတွာကိုတွားကြတဲ့အခါမှာတော့ထူးခြားတဲ့ပုံသားကြီးတူးနဲ့တွေ့ရပါတယ်။တာရာကဒီပုံသားကြီးကိုပါတိတ်ပန်နီးနဲ့ညင်းခုန်มาတော့တယ်။ဒီလိုရိုးရာတွေဟာအသိမဲ့မရှိဘူး။အယိုးပြမျောတာဟာမြေဩဇာအတွက် phosphate ဓာတ်ဖြည့်တာပဲလေ။ဘာမှထူးခြားတာမရှိဘူးလို့သူမကဆိုပါတယ်။ဒါပေမဲ့ဒီပုံသားကတခြားလူတွေမဟုတ်ပဲအေးအေးဆေးဆေးရှင်းပြပါတယ်။သမီးပြောတဲ့တိတ်ပန်နီးကအမှန်ပဲ။ဒါပေမဲ့တိတ်ပန်ကသမီးရဲ့နာကျင်မှုကိုကုစားပေးမနိုင်ဘူး။ပုံပြင်တွေယုံကြည်မှုတွေဆိုတာအမှန်တရားမဟုတ်ရင်တောင်မှကြံရစ်ခဲ့တဲ့လူတွေရဲ့စိတ်ကိုတက်တာရစေတယ်။လူတယောက်ကိုကတော့တာဟာခြေတော့ကိုကြိုက်တာမဟုတ်ပဲကိုယ့်ရဲ့မာနာကိုချပြီးမေတ္တာယူတာပါတဲ့။ဒီစကားကတာရော့ရဲ့ခိုင်မာလာပါတယ်ဆိုတဲ့အတွေးခေါ်တွေကိုအများကြီးအတွေးပေါက်စေခဲ့ပါတယ်။ဇလန်ရဲ့အမြင့်ဆုံးခံစားချက်အပိုင်းကတော့အဖေဖြစ်သူ Harish ကအယိုးပြအိုးလေးကိုကြည့်ပြီးဇနီးတဲ့နဲ့စကားပြောတဲ့အခါမှာပဲမင်းကငါ့တဲ့12နှစ်တောင်ငယ်တာငါအညံသွားရမှာလေအခုတော့ငါ့ကိုဘဒူလမ်းပြတော့မလဲလို့တိုးတိုးလေးပြောပြီးငိုကြွေးတဲ့အခန်းကဘလို့လူမျိုးကိုမှဆိုမျက်ရည်ကျခြင်းပါပါနောက်ဆုံးမှာတော့အငယ်ဆုံးသားနကူပြန်ရောက်လာပါတယ်သူ
သူကအမေဆုံးတာကိုတော့မသိပဲအိမ်မှာမွေးနေ့ပွဲလုပ်နေတဲ့အထင်နဲ့ပျော်ပျော်ပါပါဝင်လာတာပါအမေမရှိတော့ဘူးဆိုတာသိလိုက်တဲ့အချိန်မှာတော့ဓမိသားစုလုံးထပ်ပြီးပြိုလဲသွားကြပါတယ်ဒါပေမဲ့ဒီနာကျင်မှုကပဲသူတို့ကိုတယောက်နဲ့တယောက်ပို့ပြီးနီးကပ်စေခဲ့ပါတယ်အမေမပြီးခဲ့တဲ့ဆွေရာလေးကိုချွေးမထစ်သူကအပီးထိုးပြီးအဖေကိုလက်ဆောင်ပေးလိုက်တဲ့အချိန်မှာတော့အိမ်ထောင်စုလေးဟာပြန်လည်နှွေးထွန်းသွားပါတော့တယ်အဆုံးမှာတော့အမေထစ်သူခြံထားရစ်ခဲ့တဲ့ပျော်ရွှင်စရာအမှတ်ရလေးတွေကိုပြန်လည်မြင်အောင်ရင်းမိသားစုဝင်တွေဟာတယောက်နဲ့တယောက်ပိုမှုနီးကပ်သွားကြပါတယ်အမေဟာရုတ်ခန္ဓာမရှိတော့ပြီမဲ့သူတို့ရဲ့ရင်ထဲမှာတော့အမြဲတမ်းရှိနေမှာပါဒီစကားဟာကျွန်တော်တို့လူငယ်တွေအတွက်အကြီးမားဆုံးသင်ခန်းစာတစ်ခုပေးပါတယ်ကျွန်တော်တို့တွေအလုပ်တွေအောင်မြင်မှုတွေနောက်ကိုလိုက်နေရင်းနဲ့ကိုယ့်ကိုအမြဲတမ်းနောက်ကနေစောင့်ကြည့်နေတဲ့မိဘတွေကိုအချိန်ပေးဖို့မိလျော်နေတတ်ကြတယ်မိဘတွေကကိုယ့်ကိုအောင်မြင်စေခြင်းပေမဲ့အောင်မြင်လာတဲ့အခါမှာတော့သူတို့အတွက်အချိန်မရှိတော့တာကိုသူတို့ဝမ်းနည်းတတ်ကြပါတယ်ကျွန်ုပ်တို့ကိုခွဲခွာခြင်းဆိုတာဘလောက်ခက်ခဲကြောင်းမိသားစုဆိုတာဘလောက်အရေးကြီးကြောင်းရိုးရာထုံးတမ်းတွေရဲ့တန်ဖိုးနဲ့ခေတ်သစ်အသွေးခေါ်ရဲ့အရေးပါပုံကိုပြက်ပြက်သားသားဖော်ပြသွားခဲ့ပါတယ်အချစ်ဆိုတာဘယ်တော့မှမသေးဆုံးဘူးဆိုတာကိုလည်းဒီစကားကသက်သေပြခဲ့ပါတယ်ရိုးရာထုံးတမ်းတွေကိုမျက်စိမိတ်ယုံကြည်တာထက်အဲ့ဒီနောက်ွယ်မှာမေတ္တာတရားနဲ့အနှစ်သာရကိုနားလည်ဖို့ဒီစကားကပြသသွားတာမှာ goodbye ဆိုတာနှုတ်ဆက်ခြင်းထက်နောက်တစ်ကြိမ်ပြန်တွေ့ဖို့ကတိတစ်ခုလည်းဖြစ်နေပါတယ်ဗျာဒါပေမဲ့နှုတ်ဆက်စကားဆိုတာအချိန်မနှောင်းခင်မှာပြောထားတဲ့တယ်ဆိုတာပါပဲမိဘတွေရှိနေတော့မှဂီယုဆိုင်ကြပါချစ်တယ်လို့ပြောပေးကြပါလို့အကြံပေးခြင်းပါတယ်ဒီနေ့ရဲ့ movie recap လေးကိုသဘောကျမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုကြည့်ပြီးသွားရင်တော့မိဘတွေစီကိုဖုန်းလေးတစ်ချက်ဖြစ်ဖြစ်ဆက်လိုက်ပါအောင်လို့တိုက်တွန်းခြင်းပါတယ်နောက်ထပ်ဘလို့ဇာတ်ကားမျိုးတွေကိုရှင်းပြပေးစီခြင်းလဲဆိုတာ comment မှာရေးပေးခဲ့ပါဦး like နဲ့ subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းတွေနဲ့ပြန်လာခဲ့ပါမယ် see you next time guys